ကဲ hello အားလုံးပဲမင်္ဂလာပါเนาะကဲအခုကျွန်တော်လာပြောပြပေးမှာတော့ကိုယ် WeChat မှာဖုန်းနံပါတ်ရှိထားတယ် password မမှတ်မိဘူးတခြားဖုန်းအတစ်လဲမယ်ဆိုတော့ပါညာပေါ့เนาะသူကပြန်ဝင်ချင်တယ်ဆိုရင်ဖုန်းနံပါတ်ရှိထားရင်သူကဘယ်လိုတွေပြန်ဝင်ရမလဲဆိုတော့ပြရမှာပေါ့เนาะအဲ့မှာเนาะတူတူကြည့်ကြတော့ရအောင်เนาะအဲ့မှာအဲ့မှာတော့တော့တော့အရင်ထဲကိုလုတ်သွားရင်အဲ့မလို့ပေါ်လာရမယ်ကြာအဲ့မှာလေဟိုလုတ်ထားတဲ့ဖုန်းနံပါတ်မြန်မာလားပါလားဟဲ့ကောင်လုတ်ထားရင်တော့ပေါ်လာမှာပေါ့เนาะအဲ့ဒါလည်းဖုန်းနံပါတ်ရိုက်ထည့်ရင်မလားကိုရွေးတဲ့နံပါတ်ကိုဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ရိုက်ထည့်ပြီးတော့ဟို log in ဝင်လိုက်ပါ log in ဝင်ပြီးဟိုအဲ့မှာ log in SMS နဲ့နှိပ်လိုက်ပါတော့အဲ့ဒါနဲ့နှိပ်ပြီးတော့ကုတ်ချလာလိုက်မယ်ကုတ်ချလာပြီးရင်ကိုဖုန်းနံပါတ်ရဲ့ဖုန်းထဲမှာ message ကြလာလိုက်မယ် message ကြလာပြီးအဲ့ဖုန်းနံပါတ်ဝင်လိုက်ပါဝင်ပြီးပါညာလေးပေါ်လာလိုက်မယ်ဒါပေမဲ့အဲ့ဟာလိုမလုပ်တဲ့ပုဆိုရင်ကျွန်တော် account ထဲမှာပြောလာခဲ့ပါတော့လို့မရဘူးပါညာဆိုရင်ကျွန်တော်စီမှာပြောလာခဲ့ပါကျွန်တော်ဟိုဟာပြန်ပြောပေးမှာပေါ့နော်โอเคအခုကျတော့ဖုန်းလေးလာအားပေးလို့ရအောင်ပေါ့အဲ့မှာ iPhone ကင်မရာ3လုံးထည့်အောင်စင်းတော့2000ကျော်နဲ့เนาะတာလေးရပါမယ်เนาะသူကတချို့တွေကဆေးတက်နိုင်တယ်အများလည်းမတက်နိုင်သေးဘူးကွာ2000ကျော်လေးပဲတုံးချင်တယ်ပြောခဲ့မှာ3လုံးဖြစ်စီရမယ်ပြီးရင်3လေးကောင်းစီရမယ်ဆိုရင်ဒီကောင်7 Pro တွေကလာယူလိုက်ပါเนาะဆိုင်လေးပါညာအရာလေးကိုမိုက်ပဲเนาะဒီကောင်လေးဆိုရင်တော့kit 188မဲနေအောင်ให้ကြောက်ပြရှိမယ်เนาะအရာလေးကိုမိုက်ပါတယ်အရောင်ဆိုရင်3ရောင်4ရောင်တော့ရှိပါမယ်เนาะရွှေရောင်လည်းရှိပါဦးမယ်เนาะဒီကောင်လေးဆိုရင်တော့အရောင်လေးကိုအရာမိုက်ပါတယ်ဒီကောင်အမဲရောင်ပြီးတော့အပြာရောင်ပြီးတော့ရွှေရောင်တဲ့ရှိအောင်မယ်ရွှေရောင်လေးအရန်လေးကိုမိုက်ပါတယ်เนาะရှင်းနေလို့ရှင်းနေလို့ရှင်းမှာဆက်တက်မြင်လာလို့ရပါတယ်ပြီးကြည့်ပြမှာလည်းကျွန်တော်ပို့ပေးပါเนาะဘယ်နေရာမှာဆိုတော့ပို့ရတယ်ရွှေဒီမျိုးတွေမှာဆိုရင်စိုက်မှာလာကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာပုံဆက်လာပြီးတော့မိမဲလောက်ရတယ်ကျွန်တော်စိုက်ဒီနေရာကျတော့ရွှေဒီမှာ data ရှိမှာပါเนาะဒါကလို့ရှင်းနေဆိုရင်မြတ်ဆက်တွေ့ခဲ့ပါအားလုံးပဲကျေးဇူးပါ